လူမိုက်တွေပညာမဲ့တဲ့သူတွေကပညာမဲ့တဲ့ရှိသွားလိမ့်မယ်ဟဲ့ပညာလိုချင်တဲ့ပုဂ္ဂိုလ်ကပညာရှိတယ်လာလိမ့်မယ်နားတော့နော်ဆရာ900ကိုခေါင်းဆောင်သွားတာလောကမှာပညာရှိအစ်စ်ပေါ်နေပြီတဲ့ပိုးဆုံးကျူးတွေလုံးမနေနဲ့တော့နေမင်းကြီးထွက်နေပြီအဲ့ဒါကြောင့်ဗုဒ္ဓဆိုတာပေါ်လာတာဖြစ်ချင်းကြောင့်ဆရာအာစရိယဆရာလောကေလောကနဲ့ဗုဒ္ဓသာဥပ္ပန္နကာလတော်ပဋ္ဌာယမဟာဇနောကဏ္ဍမာလာရိယတော်တမေဝထိုဘုရားရှင်ကုသလည်းပိုးစစ်တတိအရှင်မရနောက်ကောက်ကျသွားလိမ့်မယ်တောင်းအရှင်မရလိုက်ခဲ့ပါချစ်သားရဲ့အိုးကြီးတဲ့ကိုအိုးသေးလေးကထည့်လို့ရတယ်အိုးကြီးကအိုးတွေကိုပြန်ဝင်တော့ငါငတ်ကောင်ကအိုးကြီးလို့လက်ခံထားပြီအိုးသေးလေးတွေကပြန်မထည့်ရစေအောင်စရာကောင်းနော်အဲ့ဒါဆိုလို့ရှိရင်တဲ့အဲ့ဒါဆိုရင်တဲ့ဆရာထမင်းငတ်သွားမှာပေါ့တဲ့ဘာလဲလဲဆရာထမင်းငတ်သွားမှာပေါ့အတာရတရားတွေဆရာတရားကအတာရတတ္ထုတရားကတာရကျွန်တော်တို့တော့သွားတော့မယ်တဲ့အဲ့တော့ငါရှင်တဲ့စာတိယဥဒိစ္စနဘာဝပတ္တိဝိယအိုးစရီကြီးကရေဦးလေးတွေကိုမဝင်နိုင်ဘူးမဝင်ချင်ဘူးဒီလိုဆိုဆရာထမင်းငတ်သွားလိမ့်မယ်တဲ့ချစ်တာတဲ့တာထချစ်တာပန္တိတာပန္တိတာသာသမဏတာဂေါရမတသန္တိကံဂမိတန္တိဒန္တာဒန္တသမမသန္တိကံအာဂမိတန္တိဒါကြောင့်မလို့ထေရဝါဒမြင်လို့တဲ့ပုဂ္ဂိုလ်ဓမ္မစီရောက်ကိုလာလိမ့်မယ်ဓာတ်တေနတ်တေသွားရပါစေတော့ဟဲ့ချစ်သားရေဟာဒီလောကကြီးမှာပညာရှိတဲ့သူနဲ့ပညာနည်းတဲ့သူဘသူကများတယ်လူကများပညာဒန္တာတွေပညာနည်းသူတွေကများပါတယ်တဲ့ဒန္တာအာစရိယဘဟုပဏိတာသနာမခတိဘုရားပညာရှိတဲ့သူကနည်းပါတယ်အဲ့လိုချက်သားမပူနဲ့တဲ့လူမိုက်တွေပညာမဲ့တဲ့သူတွေကပညာမဲ့တဲ့ရှိသွားလိမ့်မယ်ဟဲ့ပညာလိုချင်တဲ့ပုဂ္ဂိုလ်ကပညာရှိတယ်လာလိမ့်မယ်ငါထမင်းမငတ်ဘူးကွာတဲ့ဟုတ်ပါတယ်မငတ်ပါဘူးမငတ်ပါဘူးမပူပါနဲ့မြတ်စွာဘုရားပေါ်လာရင်အဲ့ဒီမိစ္ဆာဝါဒတွေများထမင်းငတ်မထင်လိုက်ပါနဲ့မထင်ပါဘူးတို့ကထေရဝါဒကိုမြတ်နိုးစွာဟောရင်တို့ကအကုန်လုံးထေရဝါဒဖြစ်လိမ့်မယ်မထင်ပါဘူးဟုတ်ပြီနော်ချစ်သားသားလေးငါသားရဲ့တဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တွေကပညာရှိထံသွားပါလိမ့်မယ်တဲ့လူပညာနည်းတဲ့ပုဂ္ဂိုလ်တွေကငါထံလာပါလိမ့်မယ်တဲ့မင်းတို့ကမင်းတို့သွားပါဆိုတော့အဲ့ဒီ900တဲက तू ပြောတဲ့အတိုင်းပဲ250တဝက်ပါသွားတယ်250ကဒီမှာပဲအတာရမှာ250ကျန်ပါတယ်ဘာမှမဆန်းဘူးရှင်သာရိပုတ္တရာတို့ကသူတို့ကိုယ်တည်းသောတာပန်တည်သွားလို့ရေဓမ္မဟိတုပ္ပဘောကပြောပြတယ်တဝက်ပဲကြိုက်ပါတယ် 50% ပဲကြိုက်ပါတယ်ဘာဆန်းလို့လဲဘာဆန်းလို့ဘာလဲ